တုံငယ်ချင်းမင်းတို့မင်းကြီးဟာနီးပညာကိုဘလောက်ထိအမျှော်မှန်ရှိခဲ့တယ်လဲဆိုရင်ကဘာတုံးမော့စကိုကိုမြန်မာစာနဲ့အံဝင်ခွင်ကြဖြစ်အောင်လွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကလေးကပြောင်းလဲခဲ့တာဆိုရင်တင်ယုံမလားအဲ့ဒီခေတ်ကအင်္ဂလိပ်စာအတွက်ပဲသုံးလို့ရတဲ့ဂျေးနန်းရိုက်စနစ်ကိုမြန်မာစာနဲ့ရိုက်လို့ရအောင်တည်ထွန်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့အားလုံးကထင်ခဲ့ကြတာဒါပေမဲ့မင်းတို့မင်းကြီးရဲ့ပညာရှိအမကြီးအိုးကောင်းကန်နီးမျိုးစားဟာအံ့ဩစရာကောင်းတဲ့မြန်မာစာကိုဒီခုကိုဖန်တီးခဲ့ပါတယ်သူတို့ဘယ်လိုလုပ်ခဲ့တယ်လဲဒီလားမြန်မာစာရဲ့ဘီ33လုံးနဲ့တရတွေကိုကနန်းစင်ကေတာတွေအဖြစ်ရှိုးဝတ်ကိုတွေပြောင်းလိုက်တာပါဥပမာကဆိုရင်နံပါတ်1ခုခဆိုရင်နံပါတ်1ခုပေါ့ဒါဟာဒီနေ့ခေတ် digital ကဘာရဲ့ programming logic နဲ့အတူတူပဲဒီစနစ်ကြောင့်ယတနာပုံနေပြည်တော်ကနေနန်းဆန်းမြို့တွေစီကိုသတင်းစကားတွေဟာလျှက်စစ်လိုင်းတဲ့အတူမြန်မာလူအချိန်နဲ့တပြေးညီပြန်ထမ်းထောနိုင်ခဲ့ပါတယ်အနောက်နိုင်ငံတွေကမြန်မာတွေကိုခေတ်နောက်ကျနေသူတွေလို့ထင်နေကြမှာကျွန်တော်တို့ပိုးဝါတွေကနီးပညာကိုကိုယ်ပိုင်ဘာသာစကားနဲ့ထိန်းချုပ်နိုင်နေပြီဒါဟာသမိုင်းတင်မကဘူးမြန်မာတွေရဲ့ဉာဏ်ကြီးဟာကဘာနဲ့အပြိုင်ရှိခဲ့လေဆိုတဲ့တတိပဲအခုဆိုရင်ကျွန်တော်တို့ဒီလိုပညာဉာဏ်ကြီးတဲ့ဘိုးဘွားတွေရဲ့သွေးတွေကနေဘလို့အနာဂတ်အသစ်တွေကိုထပ်ပြီး create လုပ်ကြမလဲစဉ်းစားကြည့်ဖို့အချိန်တန်ပြီနော်